အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်သွားလည်မယ့်နေရာလေးကတော့နခွန်ရာဆာစီမာပြည်နယ်ပတ်ချောင်းမှာရှိတဲ့ဖျားတဆူကိုလိုက်ပို့မယ်ဖျားကလေသွားလှိုင်ခေါင်းနဲ့အရန်တက်ပယ်ပြီးတော့စိတ်ဝင်စားဖို့လည်းကောင်းတယ်ဖျားရဲ့နာမည်ကဝတ်ထမ်ဖတ်ဖိမန်လို့ခေါ်တယ်အဲ့နေရာလေးကိုသွားလဲကြမယ်ဒါကတော့ဖျားကိုသွားရတဲ့တစ်ချောင်းမှာပေါ့အရန်တာရတဲ့တောင်တန်းတွေနဲ့အေးစိမ့်ပြီးတော့ဓာတုဥရုလေးကလည်းတော်တော်မိုက်တယ်မြန်မာနိုင်ငံကလောတောင်ကြီးနဲ့သွားဆင်တယ်ကျွန်တော်တို့သွားလည်ခဲ့တာတော့ဆိုင်ကယ်လေးဖြစ်ပါတယ်လမ်းတစ်လျှောက်မှာမြင်ရတဲ့ရှုခင်းလေးတွေကလေအရန်တာရပြီးတော့ဘဝအမောတွေပြေးစေတယ်တငယ်ချင်းတို့လည်းရောက်ဖြစ်မယ်ဆိုရင်တစ်ခါတော့အလဲလားစေချင်တယ်ဒါလည်းတာရတယ်စိတ်ညစ်စရာတွေပြေပြောင်းစေတယ် stress release လို့ပြောလို့ရတယ်နေရာလေးတစ်ခုပါအားလုံးပဲလိုက်ခဲ့ပေးအောင်နော်ဖျားရဲ့အဝင်ဝါကိုရောက်ရှိပါပြီဒီလိုနဲ့လေကားတလေတွေကဆင်သွားတယ်ဆင်တဲ့နေရာမှာလဲခေါင်းလောင်းပထိုးလေးတွေရှိခေါင်းလောင်းလေးတွေဒီရဲ့အခါမှာအတန်အရန်ကျင်းလို့ပိုကောင်းတဲ့တာယာနာပြောပွဲပေါ့နော်လှိုင်ခေါင်းကနေပြီးပဲတင်လာတဲ့အတန်လို့ပြောလို့ရတယ်စိတ်ထဲမှာတော်တော်ကိုကျင်းလို့ရတယ်ဒါနဲ့လေကားတလေဖြည်းဖြည်းချင်းအောက်ကိုဆင်းသွားရင်အရန်အေးလာပြီးတော့ခံစားမှုတွေပြောင်းလဲလာတယ်ဒီလိုနဲ့တဖြည်းဖြည်းနဲ့အလဲကောင်ကိုရောက်လာတော့ဘာခံစားရလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလေပိတ်ချင်းမြောက်ကိုသွားသတိရမိတယ်ပိတ်ချင်းမြောက်ကိုလှိုင်ကူထဲကိုဝင်ရတဲ့ feeling ကိုပြန်ရတယ်ဒီလှိုင်ကူထဲမှာအေးစိမ့်ပြီးတော့အဲကြောက်ခတ်ပန်းဆွဲရလေရေတွေကျနေရေတွေဆက်နဲ့ကျပြီးတော့ဟိုဘယ်လိုပြောရမလဲစိတ်ထဲမှာတစ်မျိုးလေးခံစားရတော့မှန်ပဲလှိုင်ကူအတွင်းထဲကိုရိုက်ပြထားတာဖြစ်ပါတယ်။လှိုင်ကူအတွင်းထဲမှာဒါကတော့ရှင်တီဝလီရှင်ကိုရောမြတ်ကိုရွှေတင်ငန်းကတ်နေတာဖြစ်ပါတယ်။ဒါကတော့ချစ်ဆုံးပဲပေးနေတဲ့ပုံလေးတွေပါ။ကျွန်တော်တို့နှစ်ယောက်တူတူသွားလိုက်ခဲ့တဲ့ခီးလေးတစ်ခုဖြစ်ပါတယ်။လှိုင်ကူအတွင်းမှာရှိတဲ့ဖျားမှာလည်းရွှေတင်ငန်းကတ်လို့ရတယ်။ကျွန်တော်တို့လည်းရွှေတင်ငန်းကတ်လို့ခဲ့တယ်။ပြန်ထွက်တဲ့လမ်းလေးကနည်းနည်းတော့မတ်တယ်ပြောရမယ်လူကြီးတွေဆိုရင်တော့ဖြည်းဖြည်းပဲတက်လို့ရမယ်ပြန်ထွက်တဲ့လမ်းလေးမှာလည်းလမ်းတစ်လျှောက်လုံးမှာဖျားလေးဇီဒီပထိုးလေးတွေတီးထားရန်တက်ပဲကိုကောင်းတယ်အသက်ရှူလည်းမချက်ဘူးတချို့လှိုင်ကူတွေဆိုရင်ဝင်သွားအသက်ရှူချက်တာတော့ဘာလို့ခံစားရတယ်ဒီဟာအဲ့လိုတော့မခံစားရဘူးပြန်လမ်းမှာပဲပေးနေတာဖြစ်ပါတယ်အပြန်လမ်းကရန်တော့မဝေဘူးဒါပေမဲ့နည်းနည်းတော့မတ်တယ်တရားတဲ့လေကလေးတရားလေအပြန်လမ်းမှာလည်းဖျားစနုတွေအများကြီးရှိတယ်တငယ်ချင်းတို့တွေလည်းလာလဲခြင်းနဲ့ဆိုရင်ဖျားရဲ့ location ရှိတဲ့လိပ်စာလေးကို comment box မှာရေးပေးထားမယ်နော်ပြန်တဲ့လမ်းတစ်လျှောက်မှာရိုက်ထားတာဖြစ်ပါတယ်
ပဲရင်နဲ့ပြန်ထွက်တဲ့လိုင်းကိုဝါကိုပြန်ရောက်သွားပါပြီခရီးလေးကတော့ဒီမှာပြီးဆုံးပါပြီ Thanks for watching. See you in next video. Bye bye.